ငါရှာထားတဲ့ပတ်စံတွေဘယ်ရောက်သွားလဲပေါ့ဒီ financial burden ကငါဖြစ်လို့ထမ်းထားရတာလဲပေါ့ငါသာ control မလုပ်ရင် main ခုလောက်ဆိုရင် broke ဖြစ်နေပြီလို့ money management ကိုမင်းမကောင်းကောင်းမတက်တာတို့ကိုယ့်ပတ်ဝန်းကျင်ကတကယ်ချင်းတွေကကိုနေအဲ့လောက်မှရှာပြီးတော့နေအဲ့လောက်မှမသုံးဘူးလားဒီလို gaslighting effect ဝင်တဲ့အခါမှာကျမတို့ဘာဖြစ်လဲဆိုရင် impact အနေနဲ့အားလုံးပဲမင်္ဂလာပါခါတလေမှာပေါ့နော်ငါရဲ့ပတ်စံတွေဘယ်ရောက်သွားလဲပေါ့ကိုမသိလိုက်ပဲနဲ့ financial burden တွေဖြစ်လာတာမျိုးကြီးလည်းရှိရပေါ့နော်ဒီမှာကိုငါရဲ့money management skill ကတကယ်ပဲ weak ဖြစ်နေသလားပေါ့အဲ့လိုမျိုး question တွေကိုပြန်မေးဘူးသလားဒါမှမဟုတ်ကိုထောက်ဖြစ်ဘူးသလားတခါတလေကြာရင်အဲ့လိုမျိုးဖြစ်နေတဲ့ condition တွေဟာကိုယ့်ရဲ့ fault ကြောင့်ဖြစ်နေတာမျိုးမဟုတ်ဘဲနဲ့ခါလေကြာရင် gaslighting effect ကြောင့်ဖြစ်နေတယ်ဆိုတာမျိုးတွေရှိတယ်ဆိုတာကိုသိပါသလားပေါ့နော်အဲ့တော့ဒီတစ်ပတ်မှာကျမကဒီ gaslighting effect ကကျမတို့ရဲ့ financial life မှာဘယ်လိုတက်ရောက်မှုရှိလဲဆိုတာကိုကျမ example နှစ်ခုနဲ့ပြသွားမှာဖြစ်ပါတယ် example 1ကတော့ဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ finance ကိုယ့်ရဲ့ cash တွေကိုယ့်ရဲ့ money ကိုယ့်ရဲ့ partner life partner သို့မဟုတ်လို့ရှိရင်ပေါ့နော်ကိုယ့်ရဲ့ partner ကို manage လုပ်ခိုင်းတဲ့အခါမျိုးပေါ့ဒါမှမဟုတ်သူနဲ့ကိုယ်နဲ့တွဲပြီးတော့သုံးတဲ့အခါမျိုးတွေမှာကိုကသေချာသာ trace မလိုက်ထားဘူး record လည်းမလုပ်ထားဘူးဒါပေမဲ့အချိန်တန်လို့ပြန်ကြည့်လိုက်တဲ့အခါမှာကို့မှာ saving လဲလုံလောက်ရှိမနေဘူးပြီးတော့တစ်ခါလေးမှာမလိုအပ်တဲ့ financial burden တွေလည်းတက်နေတယ်ဒီ financial burden ကိုကမလိုချင်ဘူးဒါပေမဲ့ဒီ partner ကြောင့်မို့လို့ကိုက financial burden ကိုရလိုက်တယ်ပေါ့နော်အဲ့လို condition တွေမျိုးဖြစ်ပြီဆိုလို့ရှိရင်ကိုယ့်ဘာကို question တွေပြန်ပြီးအောင်ငါရှာထားတဲ့ပတ်စံတွေဘယ်ရောက်သွားလဲပေါ့ဘယ်ရောက်သွားလဲသူ့ကိုမေးဖို့လဲကိုကအားနာတယ်တကယ်လို့ဒီ financial burden ကငါဘာဖြစ်လို့ထမ်းထားရတာလဲပေါ့ငါမှမလိုအပ်ဖက်နဲ့ဒီ financial burden တွေဖြစ်ရတယ်ပေါ့အဲ့လိုမျိုး question တွေကိုပြန်ဖြစ်လာတဲ့အခါကြလို့ရှိရင်တကယ်လို့ကိုကမနေနိုင်လို့ထုတ်ပြောလိုက်ခဲ့ရင်တော့မှ partner ကနေပြီးတော့မင်းက spending တွေရမ်းများတာကိုဥပမာ online shopping တွေအရမ်းလုပ်တာကိုလို့ငါသာ control မလုပ်ရင် main ခုလောက်ဆိုရင် broke ဖြစ်နေပြီလို့သိရမလား money management ကိုမင်းမကောင်းကောင်းမတက်တာတို့ဒါမှမဟုတ်လို့ရှိရင်လည်းနှစ်ယောက်အတူတူထမ်းနေရတဲ့ financial burden ပဲပေါ့အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုနည်းနည်း one sided ဖြစ်တဲ့ comments တွေဒါမှမဟုတ်ရင် manipulate ဖြစ်တဲ့ comments တွေကိုပေးတယ်ဆိုလို့ရှိရင်ဒါဒီအဲ့လိုမျိုးတွေ comments တွေပေးနေပြီးတော့တကယ်တမ်းကျတော့လုပ်တဲ့ဟာကငါတို့ဘာတွေသုံးလိုက်မိတာလေဘာကိုသဘောတူပြီးတော့ဝယ်ခဲ့တာလေဒါမှတော့သုံးထားတဲ့ဇရိတ်တွေလေဆိုတော့ transparency ဖြစ်explanation လာမယ်အစားအဲ့လို blame တွေကိုဇက်တိုက်ကြားရပြီဆိုလို့ရှိရင်ဒါဒီကိုတယောက်တည်းရဲ့အပားမဟုတ်ဘဲနဲ့ gaslighting effect ဝင်နေပြီဆိုတာကိုကသိရမယ်ပေါ့နော်အဲ့တော့ဒီလို gaslighting effect ဝင်တဲ့အခါမှာကျမတို့ဘာဖြစ်လဲဆိုရင် impact အနေနဲ့ပထမဦးဆုံးကကို self confidence ကျလာတယ်ပေါ့နော်ပြီးတော့ကိုဟာ financially independent မဖြစ်တော့ဘဲနဲ့ဒီ partner ရဲ့စကားပေါ်မှာပဲကြားရပံများတဲ့အခါမှာသူ့ကိုပဲ rely လုပ်ရမလို့ကိုကပဲအရေးချင်းမရှိသလိုလေးဖြစ်လာတယ်သူ့ကိုပဲမှီခိုသွားတာပေါ့နော် independent မဖြစ်တော့ဘူးနောက်တစ်ခုကကြတော့ကိုယ့်ရဲ့ long term wealth building ကထိခိုက်သွားတာပေါ့နော်ဥပမာကိုသွားခြင်းတဲ့ financial wealth တိစောက်မဲ့ပုံစံတစ်မျိုးသူတိစောက်ခြင်းတဲ့ financial wealth ပုံစံတစ်မျိုးအဲ့တော့ကိုကသူ့နောက်ကိုပဲ independent မဖြစ်ဘဲနဲ့လိုက်ရတဲ့ခါကျတော့မလိုအပ်တဲ့ financial burden တွေဝင်လာတယ်သူ့ရဲ့ control အောက်ကိုလုံးဝရောက်သွားတယ်ပေါ့အဲ့ဒါမျိုးဒီတကယ်တမ်းကတော့ကိုမသိဘဲနဲ့ခံလိုက်ရတဲ့ gaslighting effect ပေါ့နော်မသိမသာခံလိုက်ရတဲ့ gaslighting effect ဖြစ်တယ်ပေါ့နောက် example တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ကတငယ်ချင်းတွေရဲ့ push ပေါ့နော် push ကဘယ်လိုမျိုးလဲဆိုရင် back spending တွေပေါ်မှာ push လုပ်တာခံရတာပေါ့ဥပမာကိုယ့်ပတ်ဝန်းကျင်ကတငယ်ချင်းတွေကကိုနေအဲ့လောက်မှရှာပြီးတော့နေအဲ့လောက်မှမသုံးဘူးလားဒီလောက်ရှာပြီးဒီလောက်လေးရတော့သုံးသင့်တာပေါ့ဒီလိုမှမသုံးရင်ဘဝကြီးကပြင်းစရာကြီးဥပမာဒါမှမဟုတ်လို့ရှိရင်နေက too cheap ပဲเนาะအများတန်းဈေးသက်သာတာပဲလိုက်ရှာနေတာပဲစသဖြင့်အဲ့လိုစကားမျိုးတွေကိုလည်းကျမတို့ကကြားရလေးရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီကိုက initially မှာမသုံးချင်ဘူးဒါပေမဲ့
ဒီ environmental impact ပေါ့နော်ဒါမှမဟုတ်လို့ရှင် peer pressure ပေါ့ပတ်ဝန်းကျင်က pressure တွေပေးတဲ့အခါမှာကိုက initially spending လုပ်ဖို့မစင်စားထားတော့ညာလေဒီဟာတွေကိုကြားပန်များတဲ့ခါကျတော့ auto spend လုပ်မိတာဖြစ်ပါဟုတ်ပါတယ်လေပေါ့နော်ငါဒီလောက်ရှာပြီးလောက်တော့သုံးသင့်ပါတယ်ပေါ့အဲ့လိုမျိုးလေးဖြစ်ပြီးတော့မလိုအပ်တဲ့ spending တွေဖြစ်လာတယ်အဲ့တော့အဲ့လိုမလိုအပ်တဲ့ spending တွေကနေပြီးတော့မှနောက်တစ်ချိန်မှာဘာဖြစ်လာလဲဆိုရင်financial burden ထိဖြစ်လာနိုင်တယ်ရှိရပေါ့ဥပမာ credit card တွေကိုတုံးဆွဲတာများလာတာတို့ဒါမှမဟုတ်လို့ရှိရင်လုံးတွေယူပြီးသုံးတာများလာတာတို့မလိုအပ်တဲ့ကားတွေလဲပြီးစီးနေတဲ့အခါမှာဒီကားလုံးတွေ auto လုံးတွေတက်လာမယ်အိမ်ကိုလည်းမလိုအပ်တဲ့ချက်ကားတဲ့အခါမှာ mortgage လုံးတွေတက်လာမယ်ဥပမာပြောပါပေါ့နော်credit card တွေကိုလည်းသုံးမှများလာတဲ့ခါကျတော့ life ကို spending လုပ်တာများလာတဲ့ခါကျတော့ဒီမလိုအပ်တဲ့ financial burden တွေဖြစ်လာတယ်ပေါ့အဲ့တော့တစ်ချိန်ကြလို့ရှိရင်ကို financial burden တွေများလာဟဲငါဘာတွေသုံးပြီးလို့အဲ့လိုတောင်ဖြစ်သွားရလဲငါ money management ကညံ့လာပြီလားစသည်ဖြင့်ကိုပြန်ပြီးတော့ doubt ဖြစ်လာပြီးကို self blame တွေလုပ်လာတယ်ပေါ့အဲ့ဒါဟာလေ gaslighting effect ပါဆိုတော့ gaslighting effect ဆိုတာကဒီနေရာမှာဘာကြောင့်ဖြစ်တာလဲဆိုရင် social pressure plus manipulation ပေါ့တချို့ကကြတော့ကောင်းစေခြင်းလို့ပြောတာရှိသလိုတချို့ကသူတို့ intention ကအမျိုးမျိုးဖြစ်နိုင်တယ်လူတယောက် pressure ပေးတိုင်းကိုယ့်ရဲ့ basic instance အရာငါတကယ်လုံးတဲ့အရာဟုတ်လားမဟုတ်လားဆိုတော့ဘသူ့ကိုမှ blame ရမလို့ကိုယ့်ဘာကိုဆုံးဖြတ်ရတာဖြစ်တဲ့အတွက် तू က spending လုပ်ခိုင်းဖို့ force လုပ်ပြီးမဲ့ကိုယ်ပဆိုင်ကြီးကိုယ့်ဘာကိုထုတ်သုံးရတာဖြစ်တယ်ကိုယ်ဘဏ်ကတ်နဲ့ကိုသုံးတာဖြစ်တဲ့အတွက်ကြောင့်လို့ကိုယ်မှာပဲတာဝန်ရှိရပေါ့နော်အဲ့တော့ gaslighting effect ဆိုတာကကျမတို့ရဲ့ financial decision ကိုတယောက်ကလွှမ်းမိုးတာပေါ့နော်မတိမတာလွှမ်းမိုးတာဖြစ်တယ်လို့တိတိတတာနဲ့ manipulate လုပ်တာတွေလည်းဖြစ်နိုင်တယ်အဲ့လိုဖြစ်ပြီးတော့ကိုယ့်ပေါ်မှာ financial burden တွေဖြစ်လာတယ်အဲ့တော့ကျမတို့ကဒီနေရာမှာဘာလုပ်လဲဘယ်လိုကိုဘယ်လို protect လုပ်မလဲဆိုရင်ကိုယ့်ရဲ့ income နဲ့ကိုယ့်ရဲ့ expense ကိုကိုယ်တိုင် tracking လုပ်ပါပြီးရင်ဘယ်တော့မှဘသူ့ကိုမှ blind trust မလုပ်ပါနဲ့ပေါ့နော် financial decision ကိုလူပုဂ္ဂိုလ်တဦးပေါ်မှာ blind trust မလုပ်ပါနဲ့ data ပေါ်မှာသာဆုံးဖြတ်ပါဆိုတော့ data က trend ကဘာပြောလဲ historical data ကဘာပြောလဲ future exposure ဘယ်လိုရှိလဲ market ကဘယ်လိုသွားနေလဲအဲ့လို data analysis ပေါ်မှာပဲဆုံးဖြတ်ပါအဲ့တော့ financial vigilance ဆိုတာက scam လုပ်တာတခုတည်းမဟုတ်ဘဲနဲ့လူတွေကကိုယ့်အပေါ်မှာ influence လုပ်တာ manipulation လုပ်တာကိုပါသိနေရမယ်အဲ့လိုမျိုးfinancial data တွေကိုသိနေဖို့ဆိုလို့ရှိရင်ကိုက financial knowledge ရှိနေရမယ် financial literacy share လုပ်ရဒီလို channel မျိုးတွေနားထောင်တဲ့အပြင် Times တို့ updated news တွေကိုလည်းလေ့လာနေရမယ်အဲ့တော့ပြောချင်တာကတော့ blind trust လုံးဝမလုပ်ပါနဲ့ gaslighting effect ဆိုတာမတိမတာကိုယ့်ပေါ်မှာရှိပါတယ်အဲ့လိုမျိုးဖြစ်ခဲ့တဲ့ experience များရှိခဲ့တယ်ဆိုရင်လည်းဒီ post အောက်မှာ share ပေးပါဒီလိုကြုံတွေ့နေရတဲ့ experience တွေကိုဘယ်လိုများ overcome လုပ်ခဲ့သလဲဆိုတာလေးကိုလည်းအများအတွက်အကျိုးရှိအောင်လည်း share ပေးခြင်းနဲ့နောက်တစ်ပတ်မှာ gaslighting effect ကကိုယ့်ရဲ့ career ပေါ်မှာဘယ်လို impact ရှိနိုင်သလဲဆိုတာကိုလည်း example လေးနဲ့တင်ပြနိုင်အောင်ကြိုးစားပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်